Hi အားလုံးပဲမင်္ဂလာပါအခုတစ်ခါဆိုရင်တော့ဖြစ်ကျွန်တော်ကဒီပအို့ပအို့အမျိုးသားနေ့အထိတ်အမှတ်ပွဲကိုကျွန်တော်သွားမှာပြပါတယ်အမှန်တကယ်ဆိုရင်တော့ဒီပအို့အမျိုးသားနေ့ဆိုရင်လွန်ခဲ့တဲ့ဒီတလနလအကရှိတာပေါ့နော်ဒါပေမဲ့သူတို့ကအဲ့ဒီလွန်ခဲ့တဲ့တနနလဒီအဲ့လိုမျိုးမလုပ်ဖြစ်တာကြောင့်အခုမှသူတို့ကဒီပအို့အထိတ်ပွဲအထိတ်အမှတ်နေနဲ့သူတို့လုပ်မှာပြပါတယ်အဲ့ဒါကိုကျွန်တော်အခုသွားမှာပြပါတယ်โอเคဒီစင်ကာပူနိုင်ငံမှာရှိတဲ့ဒီပအို့အထိတ်အမှတ်ပွဲကိုသူတို့ဘလို့တွေလုပ်ပြီးတော့ဘလို့ show တွေပြတာလဲဆိုတာကျွန်တော်လိုက်ပြပါမယ်โอเคကျွန်တော်နဲ့အတူလိုက်ကြည့်ရှုပါအောင်โอเคကျွန်တော်ဒီခတ်ထက်မှနေတာတက်ကျွန်တော်ဒီခတ်ထက် MRT ခတ်ထက်ပြန်ထားနဲ့သွားမှာပြပါတယ်အခုကျွန်တော်သွားမယ့်နေရာလေးကတော့ဒီအခုကျွန်တော်ဒီနေရာနေစာစီးမှာပြပါတယ်ဒီနေရာနေကျွန်တော်ကဒီနေရာအထိကိုစီးမှာပါဒီနေရာအထိကိုစီးမှာပါဒါအနာယူဘက်လောက်အချိန်ပေးရတာဘောနော်ရထားစီးတာဒါဒီစီကိုပွေရထားဆိုင်ခဲလေးပါကျွန်တော်ခဏဒီကနေလာတာပါဒီခက်တက်ခဏလာပြီးဒီနားမှာချိန်ပြီးတော့ဒီကနေကျွန်တော်ဒီပေါ်သွားမှာပါတယ်ဟိုကဒီထိပေါ်သွားမှာပြပါတယ် okay let's goရထားဆောင်ပါမယ်ဟုတ်ကဲ့ပါဒါပါဒီအထဲမှာပါငမအတန်တွေပုံတီးတန်တွေလည်းကြားနေရပါတယ်ကျွန်တော်ပို့ရိုးရရဲ့ပုံတီးတာပေါ့နော်โอเค别乱撒声啊！